โอเคအားလုံးပဲမင်္ဂလာပေါင်းနဲ့စင်နာရပြည်သူတော်မူနိုင်ကြပါစေလို့ကျွန်တော်တို့ဒီနေ့လေးကတော့တောင်တည်းကအလူလေးမှာကျွန်တော်သွားရောက်ပြီးတော့မှဖြိုးရေးပြီးခြင်းဖြစ်ပါတယ်လို့ကျွန်တော်ရဲ့အိမ်လေးကိုလာရောက်ပြီးတော့မှစောက်ပြီးတဲ့ဆရာခိုင်ချင်းအောင်နဲ့တူလူရှင်လူမများအားလုံးကိုစီတီများရေးတင်ပါတယ်ဆရာခိုင်ချင်းအောင်ဒီနေ့အားနေဝေးမလားရအောင်ဆရာခိုင်ချင်းအောင်နဲ့တူလူရှင်လူမတွေအားလုံးကိုကျွန်တော်ဒီနေ့အားနေပြီးမှကျွန်တော်လာပြီးမှတော့ပါတယ်ဆရာခိုင်ချင်းအောင်ကိုကျွန်တော်ဒီနေရာကနေဒီဗီဒီယိုတွေကနေမှတစ်ဆင့်ကျွန်တော်ဆရာကိုလမ်းပြီးမှတော့ကျွန်တော်ဆရာကိုစီစဉ်နိုင်တရှိလာပါတယ်လို့เนาะကျွန်တော်ရဲ့အင်္ဂလိပ်ကိုစောက်ပြီးရတင်းရန်ရှင်အကြိတ်ခိုင်ချစ်အောင်ကိုစီစဉ်နိုင်တရားပြောကြားလိုပါတယ်ဆရာလေးလည်းစိတ်ချမ်းသာရေးကိုကြီးကြပါစေနဲ့ကြည့်ကြပါစေကျွန်တော်ပြမလိုက်တဲ့နေရာစကားမေတ္တာပို့တာပေးပါလေရန်ကုန်ကအမီဒေါ်တနာအောင်ကိုလည်းပဲစီစဉ်နိုင်တရှိလာပါတယ်ကျွန်တော်စီကိုမုံဘူးလမ်းပြီးမှပြောပြီးတဲ့စီစဉ်နိုင်တင်အောင်ပြောနေပါတယ်ကျွန်တော်အစင်းရင်အားပေးကြတဲ့ပြည်သက်တွေရစားလေးအားပေးကြတဲ့ပြည်သက်တွေရောအားလုံးလေးစိတ်ချမ်းသာခြင်းကိုကြမ်းမှန်စင်နာပြည့်တဲ့မှာစီကျွန်တော်စီတော်မြတ်ပို့တာပေးပါတယ်ဗျာစီစဉ်နိုင်တင်ပါလေ